အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဂျပန်မှာလေးတယောက်ကိုစားရအောင်ခေါ်သွားမှာဖြစ်ပါတယ်ဟာဒီမှာစားရအောင်ဆိုတော့အခုကျွန်တော်မှာထားရကတော့ဝတ်တုတ်လာပါကျွန်တော်ချမ်းပါဝဲဖြစ်ပါတယ်ဟုတ်နဲ့မာယာကိုတွေကကျေးရောသင်နေတာဘယ်ဖာလူတာပဲဖြစ်ပါမန္တလေးသားတယောက်ရဲ့မန္တလေးကျော်ဂျပန်တော်မယ်ဒီဒက်ကျေးဇူးပါကျွန်တော်ရခိုင်ပြည်မော်ရီတောင်စားကြည့်မှာဖြစ်ပါတယ်ဂျပန်တော်မယ်ခါလိုက်ဆောင်းရင်ကောင်းပါလေဆောရေအောင်ကောင်းပါရပါごちそうさまですဟေးမောင်လေးချင်းမောင်လေးစားပါအောင်နော်ပြန်ပြန်နေကြမောင်လေးကြိုက်ချင်ပါအဘွားအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဂျပန်မာလေးတယောက်ကိုစားရအောင်ခေါ်သွားမှာဖြစ်ပါတယ်စားရအောင်ဆိုတာကတော့ကျွန်တော်အိုဆာကာရဲ့မြန်မာ restaurant ဖြစ်ပါတယ်စားရအောင်動かない全然動かないわやってみて全然動かないあ今စားရအောင်何が好きなんဆိုတော့အခုကျွန်တော်မှာထားရကတော့ဒီတံပေါက်ရယ်全部လက်ဖက်ရယ်ラッパကြေးအိုးရယ်ジオပင်လေသာတောင်းရယ် ピネカダရခိုင်တုတ်ရယ် 夜間トイレကြော်စုံရယ်あちょうぞတို့ပဲဖြစ်ပါတယ်ပါပြီကျေးဇူးပါကျေးဇူးပါနာလာပြီကျွန်တော်တံပေါက်ပဲဖြစ်ပါတယ်လက်ဖက်တုတ်ပဲဖြစ်ပါတယ်すごい匂いဒုတ်ထိုးရယ်လက်ဖက်တုတ်ရယ် ラッパをစတင်ပြီးတော့စားကြပါမယ်いただきますわစားပါတော့မယ်サバドメまあこのエビ好きဖတ်တုတ်စားရဖြစ်ပါတယ်テンバサバドメတို့いいですကျွန်တော်တံပေါက်စားပါမယ်ဆိုတော့ကျွန်တော်တို့ရုပ်ချောချောနဲ့မာယာနောက်ထပ်ထပ်ပြီးတော့ချပေးပါတယ်美味しそうရခိုင်တင်မော်တီထောင်夜間テモテタンကျွန်တော်ရခိုင်တင်မော်တီထောင်စားကြည့်မှာဖြစ်ပါတယ်サバドメちょっと辛いと思う辛いじゃん美味しいけど辛いよစားကြည့်ပါမယ်ရခိုင်လိုပေါ့နော်ဒါဒီမှာယူရီးယားတင်မော်တီထောင်လည်းရှိပါတယ်ပင်လယ်စာထောင်းစားမှာဆိုတော့ဒီကောင်လေးကိုပဲမှာလိုက်တာပေါ့နော်ရခိုင်ပုံစံမှာ辛いよそれはこれは耳ကျွန်တော်ဒါကတော့ sauce ပဲဖြစ်ပါတယ်ခေါ်စားတူတွေဖြစ်ပါတယ်တို့どうもတော့ပင်လယ်စာ3သိန်းနေပြီပါဒါဘလောက်ပါလဲမကျွန်တော်ပင်လယ်စာဘန်းကြီးပဲဖြစ်ပါတယ်တကယ်ကြီးပါတယ်2500ပဲရှိပါတယ်ရှယ်ကိတ်တဲ့ပစုံကြီးတွေဒီမှာလာစားလို့ရပါတယ်စားရအောင်ပဲဖြစ်ပါတယ်はい、見てください。ဒီမှာတူတူရိုက်တော့ကျွန်တော်တို့ပင်လယ်စာထဲမှာခေါက်ဆွဲကြစံလေးလည်းပါပါတယ်။စောင်းကောင်းပါတယ်တကယ်ကောင်းတာပါ။ပိုက်ပဲဖြစ်ပါတယ်။ပိုက်တွေကျုံးနေပါတယ်さあ、うま。チズバー。အကျော်ဆုံးပဲဖြစ်ပါတယ်။အကျော်မှာဘာပါလဲဆိုတော့ပဲကြော်မန်လေးပဲကြော်တက်သွန်ကြော်မြင်းခွာရဲ့ကြော်တောင်မှုကြော်ဒီဒီကြော်အဖက်ဆိုကျွန်တော်တို့ကြော်ဆုံးဆွဲလိုက်ပါဦးမယ်ဘူးဒီကြော်ပဲဖြစ်ပါတယ်ဘူးဒီကြော်စားကြည့်ပြီးသွားပါပြီကိုလေးကကျေးဟုတ်パタツ。ဒီတန်းပြီးတော့ပေါ့နော် sauce ကတစ်မျိုးစီပဲဖြစ်ပါတယ် sauce တစ်မျိုးလေးကိုသုံးထားတယ်မဟုတ်ဘူးပေါ့နော်အကျော်ဆိုလဲအကျော် sauce ကျေးဆိုလဲကျေး sauce ဒုတ်တိုးဆိုလဲဒုတ်တိုး sauce အနေနဲ့အဲ့လိုမျိုးထုတ်ပေးရပေါ့နော်ဒီဒံပေါက်တွေပါတယ်ဆိုရင် homemade masala ကိုပဲသုံးပါတယ်လို့ပြောပါတယ်တော်တော်ကောင်းပါတယ်မောကျေးပဲဖြစ်ပါတယ်チオベルパイ。စောက်ရမ်းကောင်းပါတယ်
照做也要搞嘛， ရမ်းပါ 面包， これが一番エンドデッキ匂いがめっちゃ強いこれと似てる。辛いかなခဏလေးဖြစ်ပါကျွန်တော်ခဏစားနေရပဲဖြစ်ပါတယ်ခဏစားနေရပဲဖြစ်ပါတယ် 反正三个人吧。 တင်းနှလုံး 这种 မရှိရလူ 没事的，这种没事的。 ကျွန်တော်တို့မန္တလေးသားတစ်ယောက်ရဲ့မန္တလေးအကျော်ပဲဖြစ်ပါတယ်မန္တလေးအကျော် 曼德里酒。么过来？ ကံကောင်းများဒီချိန်လေးတိုင်းမှာကိုယ်တည်းရစရာ နဲ့ကောင်းပါတယ် 是呢。辛い方なんや。 အာ 悪い悪い。辛いよそれ。グレープ？ ဒါပဲလို့ဆိုကျွန်တော်ဆက်စားလိုက်ပါအောင်မယ်စားပြီးရင်ပြန်တွေ့ကြပါမယ်ပြန်တွေ့ကြပါမယ် ペルジャバネ？ ပြန်တွေ့ကြပါမယ် デビンジャバネ？ ဘယ်ဆိုတော့ကျွန်တော်တို့စားလို့လည်းပြီးသွားပါပြီပိုက်လည်းတော်တော်ပြည့်သွားပါပြီဒီပိုက်သားနဲ့ うん。やばいよ。 နင်းရှင်းကြောင် 3ヶ月ぐらい。 ကျေစားတော့ go round 2 2 round 2 round 2。 ဖာလူရာဖြစ်ပါတယ် アイス好き。うまい。 ကောင်းလား だよ。 ကောင်းတယ်ကောင်းတယ် ごめん。 ဆိုတော့ကျွန်တော်တို့အချိုးပဲဖာလူတာလည်းကုံဝိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အများကြီးလဲစားပြီပေါ့နော်တော်တော်လေးကောင်းပါတယ်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးဆိုရင်တော့ဒံပေါက်ရှိပါတယ်ထုတ်ထိုးလေးကြိုက်ပါတယ်ပင်လယ်သားတောင်းလည်းကြိုက်ပါတယ်ဘာလို့ဆိုရင်ပစုံအကိတ်ကြီးနေမလို့ပါရခိုင်တင်မောကြီးတောင်းလည်းကြိုက်ပါတယ်ဆိုင်ရမာကြီးလည်းကြိုက်ပါတယ်နန်နီကချီမန်စကီ 麺。 မန် あれ。塩？ တော့နန်နီ 天ぷら。 ကြော်စုံကြိုက်ပါတယ်ပြီးတော့ カレーみたいなやつ。 ဒံပေါက်လည်းကြိုက်ပါတယ်ဘာကြိုက်လဲ チウ、テパ、ちょうど、チェパね。ごちそうさまで。さやんらせちゃば。して。 ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီစားရအောင်ဆိုတဲ့ဥစားကဆိုင်လေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် ကဲမောင်လေးချင်းမောင်လေးစားပါအောင်နော်ပြန်ကန်နေကြ အော်ချင်းမောင်းမှာကြွေးရအပြည့်မှာ မောင်လေးကြောက်ချင်းပါမောင်လေးကြိုက်ချင်းပါအဘွား